Roblox ဆော့ဖို့အတွက်ဘယ်ဘူးရန်အသုံးပြုပြီးတော့ဆော့ရမလဲဆိုပြီးတော့တိုင်ပတ်နေတော့မယ်လားကျွန်တော်အနေနဲ့မြန်မာနိုင်ငံမှာဆိုရင် Roblox ကတချို့မျိုးတွေမှာဆိုရင်ဘူးရန်မခံမနဲ့ဆော့လို့ရတယ်လို့တချို့မျိုးတွေမှာဘူးရန်ခံပြီးဆော့မှာကိုရတာပါဒါပေမဲ့အများစုကကြတော့ကျွန်တော်တို့ကဘူးရန်ခံပြီးမှဆော့လို့ရတာဆိုတော့ကျွန်တော်အနေနဲ့ဒီနေ့မှာကျွန်တော်အသုံးပြုနေကြဘူးရန်လေးနဲ့ကျွန်တော်မိတ်ဆက်ပေးပါမယ်ဒါလေးကတော့ကျွန်တော်တို့ဒီ dog ဘူးရန်လေးပေါ့နော်တော့ဘူးရန်ဆိုရင်တော့ကျွန်တော်တို့တခြားဘူးရန်နေနဲ့မတူဗျာတချို့ဘူးရန်တွေကဖုန်း device နဲ့မကိုက်လို့အဲ့လို game နဲ့ဝင်ထားတဲ့အချိန်တို့ကြဘူးရန်ပြုတ်သွားတာတွေပါရှိတယ်ဒီကောင်ကအဲ့လိုမျိုးအဲ့ဓာတွေပါလည်းမရှိဘူးဗျာသူ့အနေနဲ့သူဆော့ရတာလဲလုံးဝအဆင်ပြေတယ်ပြီးရင်ဒီမှာဆိုရင်ကျွန်တော်တို့ကစိတ်ကြိုက်စာပါတွေကိုလည်းရွေးပြီးတော့ကျွန်တော်ချိန်လို့ရမယ်အဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒီ dog ဘူးရန်ကိုTikTok အကောင့်ဂျပန် TikTok အကောင့်ဖွင့်တဲ့လူတွေအနေနဲ့ကလည်းဒီတော့ဘူးရန်ကိုအသုံးပြုကြရပေါ့နော်ကျွန်တော်ဒီ Roblox ဆော့ရင်လည်းကျွန်တော်တို့က Roblox မှာဆိုရင်ကျွန်တော် line ကောင်းတဲ့ server တွေက Singapore server တွေတို့ကျွန်တော်တို့ပြီးရင်ဒီ US server တို့ပါဒီမှာဆိုရင်လည်းကျွန်တော်တို့အဲ့လိုမျိုးကိုကြိုက်တဲ့ server ကိုရွေးချယ်ပြီးတော့ချိန်လို့ရတယ်ပြီးရင်ကျွန်တော်အနေနဲ့ကဒီကောင်ကိုအသုံးပြုရတဲ့နည်းကိုထပ်ပြီးရှင်းပြပေးပါမယ်အရင်ဆုံးကျွန်တော်တို့ဒီကောင်ကိုဘယ်လိုအသုံးပြုရမလဲဆိုတော့မပြောခင်မှာကျွန်တော်တို့ဒီကောင် download ဘယ်လိုဆွဲရမလဲဆိုတော့ပြောပြသွားမယ်ကျွန်တော်တခြား application တွေ download ဆွဲလို့ပဲဒီကောင်ကိုကျွန်တော်တို့ Play Store ထဲကနေအလွယ်တကူ download ဆွဲလို့ရပါတယ်ကျွန်တော် Play Store ထဲမှာဆိုရင်ကျွန်တော်တို့က dog ဘူးရန်ဆိုပြီးတော့ရှာလိုက်မယ်ဆိုရင်ဒီကောင်ကိုတွေ့နိုင်ပါတယ်ကျွန်တော်ပြီးပြီဆိုရင်တော့ကျွန်တော်ဘယ်လိုအသုံးပြုရမလဲဆိုတော့ပြောပြသွားမယ်ဒီကောင်ကိုအသုံးပြုရလွယ်ကူပါတယ်ကျွန်တော်တို့ application နဲ့ဝင်လိုက်မယ်ဆိုရင်ကျွန်တော်ဒီမှာ auto connect ဆိုတာလေးပါပါတယ်ကျွန်တော်အဲ့ဒါလေးကိုနှိပ်လိုက်မယ်ဆိုရင်ကျွန်တော်ဒီဘက်မှာ connect ဆိုတာကကျွန်တော်ခုလက်ရှိသူ random ကြတဲ့ server ကိုချိန်တာပါကျွန်တော်အဲ့လိုမှမဟုတ်ဘူးတခြား server ကိုချိန်မယ်ဆိုရင်ကျွန်တော်ဒီဘေးက Nate ဆိုတဲ့ခလုတ်လေးကိုနှိပ်ပြီးတော့တခြား server ကိုလည်းကျွန်တော်တို့ကရှာလို့ရပါတယ်ကျွန်တော်တို့ကအဲ့လိုမှမဟုတ်ဘူးဗျာကိုချိန်ချင်တဲ့နိုင်ငံတခြားနိုင်ငံဆိုရင်ကျွန်တော်ဒီအောက်မှာ server ပုံလေးနဲ့ရှိပါတယ်အဲ့မဲ့ဆိုရင်ကျွန်တော်တို့ကဒီမှာကိုအဆင်ပြေတဲ့ server ကိုရွေးပြီးတော့ချိန်လို့ရမှာဖြစ်ပါတယ်ကျွန်တော်ဒီမှာဆိုရင်တော့ server တွေကတော့ကိုပင်အနေထားကွာလို့ကိုကြည့်ပြီးတော့ချိန်ဖို့လိုအပ်ပါတယ်အခုကျွန်တော်ပြောပြပေးသွားတာကတော့ဒါ Roblox ဆော့လို့ကောင်းတဲ့ VPN လေးပေါ့နော်လိုက်ဆော့ကြည့်ပါတကယ်လို့အဆင်ပြေတဲ့ဆိုရင်တော့ browser တွေနေရာကျွန်တော်ရဲ့ဒီဗီဒီယိုအောက်ကိုပြန်လာပြီးတော့ comment အနေနဲ့ feedback ပေးလို့ရပါတယ်ဒီဗီဒီယိုက browser တို့အတွက်အကျိုးတစ်စုံတစ်ရာရှိခဲ့မယ်ဆိုရင်တော့ကျွန်တော်ဟိုဒီဗီဒီယိုလေးကို like လုပ်ခဲ့ပြီးရင် channel လေးကို subscribe လုပ်ပြီးတော့ဘေးနန်းခေါင်းလုံးလေးကိုလည်းနှိပ်ခဲ့ပေးပါအဲ့ဒါမှကျွန်တော်ဒီအသစ်တွေတင်တဲ့ခါကျရင် browser တို့ကြည့်လို့ရမှာပေါ့နော် subscribe လုပ်တာ browser တို့အတွက်ပတ်စံလေးမပေးရသလိုဒါအကျိုးလေးမျိုးစီပေါ့နော်ကျွန်တော်အတွက်ကလည်းအကျိုးရှိသေးတယ်အဲ့တော့ကြောင့် browser တို့ကကျွန်တော်ကိုကူညီခြင်းနေဆိုရင်တော့ subscribe လေးလုပ်ခဲ့ပြီးရင်လက်မလေးနှိပ်ခဲ့ပြီးတော့ကျွန်တော်ကိုကူညီခဲ့လို့ရပါတယ်ကျွန်တော်ကတော့ magma ပါ